Hi, right now we are at Kalong. Uzida. And then show them the view. So good, the view. ဒီနေ့တော့တောင်တန်းနေကြားကနိုင်ငံလေးတစ်ခုဖြစ်တဲ့ဘူတန်ကလာတဲ့တငယ်ချင်းကိုမြန်မာနိုင်ငံရဲ့တောင်တန်းနေကြားနေရာလေးတစ်ခုဖြစ်တဲ့ကလောမြို့ကိုချင်းနေအားလုံးတူတူလိုက်ပို့ပေးဖြစ်တဲ့ဘလော်လေးပဲဖြစ်ပါတယ်ရှင်။နတ်တိမ်မင်းလည်းကြည့်ကျင်တဲ့အတွက်ကြောင့်မလို့စောစောလေးထားခဲ့ကြပါတယ်။ဒီနေ့တနေ့ကုန်ပေါ့နော်တဲ့အိုးစီတောင်ပေါ်တက်ပြီးတော့တိမ်မင်းလည်းကြည့်မယ်ပြီးရင်ကလောစီမှာမနက်စာစားမယ်ပြီးလို့ရှိရင် view point တို့လိမ္မော်ချန်တို့တွားလဲပါမယ်။အားလုံးပဲတူတူလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။ Hey, Bobby! Yay! Where are we? We are We're in at Kalong. Super cool. Closer. Stay breathing. Even though we ride for 11 hours. Is it 11 hours? Yes. Naturally so cool. 你把烟抽来了。 Near. 哎呀， ညလည်းတဲ့ကြံနေရမှပဲမကြံတော့တာမရှိတော့ဘူးပြုတ်ကုန်ပြီ Bye bye bye。 9နာရီခွဲချင်းနေပါကလောမျိုးရဲ့ဟိုဘက်မှာမြူတွေတောင်းပါ Hi Let's take a picture. You can fly now လက်9နာရီနေထွက်လာတာကလောကိုညနေ9နာရီခွဲရောက်ပါတယ်ရောက်တာနဲ့အကောမလို့တော့ဘူး 阿妈， ရောက်တာနဲ့စရိုက်နေပါပြီ 阿妈来了。 Wow A+ in hotel လေးပါကန်ကောင်းလို့ room လေးတစ်ခန်းကျန်တာလေးရတာပေါ့နော်တော်တော်လေးလှတယ် Brenda လေးပါတယ် Brenda လေးကနေပြီးတော့ very surprise ပဲဒီဘက်ကကူရိုက်နေပြီခန်းလေးပြပြမယ်ဒါ4ယောက်ခန်းယူထားတာပါ4ယောက်ခန်းကျဲယူပဲ3,400ပဲပေးရတယ်ရမ်းမိုက်တယ်ခန်းလည်းကျဲယူပဲခန်းလည်းတော်တော်ကျဲတယ် view လည်းရမ်းလှတယ်ရမ်းမိုက်တယ်ပေါ့နော်ဒီပင်လည်းထွက်တယ်အခု sunset နဲ့လည်းတော်တော်လှနေပြီရာသီဥတုကလည်း so fine ကလောကတော့ကလောပါပဲမနေ့6နာရီချိန်နေပါ10 degree Celsius နေလုံးဝမထွက်သေးပါဘူးအပြင်က6တော့မရက်နိုင်ဘူးကျင်းနေရောပဲရေဟိုတယ်လေးကနေပြီးတော့မတိမ်ပင်လေအရင်အထူကြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဝင်းငွေလေးဆိုတာများတော့များပါတယ် It's fine whatever လေမနေ့မနက်ခင်းอ่ะပေါ့နော်မနက်9နာရီကနေစပြီးတော့ကားလာကြိုပေးပါတယ်အိုစီတောင်မှာတိမ်ပင်လေကြည့်ဖို့အတွက်ဆိုလို့ရှိရင်9နာရီခွဲလောက်အနည်းဆုံးထွက်မှာပဲတိမ်ပင်လေတည်တည်ချာချာမြင်ရမှာမို့လို့ကားကဟိုတယ်ကို9နာရီလောက်ထဲကနေပြီးတော့လာကြိုပေးပါတယ် Hi, right now we are at Kalong. Uzida. And then show them the view. So good, the view. ဘူတန်တို့ကအရင်ကြိုက်နေပါပြီ Wow. 记住了。 Beautiful like me. Of course 你认识我了？嗯， 上来的哇。The sun is coming up ကလာပါပြီ 那杯。 နေတက်လာတိမ်ကွယ်နေရကွယ် over there Oh, it's over there. yeah 哦，红领阿爸来了，你们。 Give. Yeah。
အခုကတော့အိုးစီတောင်မှာတိမ်မလဲကြည့်ပြီးသွားတော့မနက်စာစားဖို့အတွက်ကလောဈေးထဲကိုရောက်နေပါပြီ 你家是 ။အားစားမလဲ 喝水， ထွက်ပြီလား 喝不？ မြင်ရပြီလားအငွေရအေးမြင်ရတယ်မြင်ရတယ် You can do it here 对对， ရန်ကုန်လူတွေငွေထွက်တာအထူးဆန်းဖြစ်ကိုရောပဲ 你家是里边，你家是没有味道呗吗？ အားစရာစားထိုင်းလိုက်တာပါမတန်ဘောစားလည်းရှိရယ်တန်ဘောစားရယ်စညက်တနာရယ်တဲ့ အိုင်ထဲမှာလူအပြည့်ပါပဲတကူနေစားပါတယ်ညံကကြံကိုအတူနဲ့ကျွေးထားပါတယ် Camera is closed. Okay. And camera is later. Look at her face. Sunny are you good? Cheers. Cheers. Iyan mo ano na? Sabay sabay. Sabay. Alright, alright. Alright, mom. တကူနေပါစားလိုက်ပါဦးမယ်စားပါတော့မယ်ရှင် 去这里啥那个？ စစ်တို့ရေစားလိုက်ပါဦးမယ် Bye bye. I do。 Hello. Now at the viewpoint. Shambhala viewpoint.အခုကတော့လိမ္မော်ချန်လေးကိုသွားနေတာပါရှင်မြင်းမထီလိမ္မော်ချန်မှာအသေးပင်မခူပါဘူးအသေးမခူရတဲ့ကျေးဇူးပါဆောင်းနဲ့လှည့်ကြည့်တယ်မုတ်စားကတော့မမှန်သိတယ် 我以为呗。我以为这边哈。当然了，他这个。 လဲလဲဆက်ဆက်ခူးထားတာလေးချမ်းမြေမှာလုံးဝအသီးတွေကရှက်ချိုး 摸一点呗。The taste is so good and then. Like it. အမအရန်ကောင်းတော့ပဲဒီဟာထက်သားယူပေးအောင်လို့ရလား ဝယ်သားလေးဝယ်သားလေး 我ကောင်းလားသူမြောက်လည်းမခေါ်ပါတေးလေးဟဲ့မြက် 滑的路那边。 ထားကောင်းနေရောအသီးတွေရှက်ချိုးအသီးဖြော်ရည်တွေရှက်ကောင်းအားကြောင့်မို့ရှမ်းပြည်ကလူတွေတက်ရှိတာလဲလဲဆက်ဆက်တွေခူးမိစားနေရလို့နောက်ထပ်ဗီဒီယိုလေးမှာဘယ်လေးဆက်သွားမလဲဆိုတာကိုလည်းဆက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင် နောက်ထပ်ဗီဒီယိုအသစ်တွေကိုထပ်မံတင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ